ဒီနေ့မှာတော့အသားကင်နဲ့ပဲစားစားပင်လယ်စာနဲ့ပဲစားစားကြိုက်တာနဲ့တွဲစားလို့ရတယ်ထိုင်းချင်စနီးလေးပြပြပေးသွားမှာပဲဖြစ်ပါတယ်ကြက်သွန်ဖြူ10လုံးထည့်လိုက်မယ်အယောင်လှအောင်လို့ငရုတ်တီးစိမ့်ထောက်ရောအနီတောက်ရောတုံးထားပါတယ်အဲ့ဒါကိုအတောက်20 25တောက်လောက်ထည့်လိုက်တယ်ထညက်ခဲကိုတော့အခုလိုပကံလေးနဲ့တပကံစာလေးထည့်လိုက်မယ်ဒီမှာရေကိုအခုပြထားတဲ့ခွက်နဲ့တစ်ခွက်ထည့်မယ်ပြီးတာနဲ့ညီတို့ကြိတ်ဆက်နဲ့ကြိတ်မယ်ပေါ့နော်ထောင်းလို့လည်းရရပေါ့နော်ကြိတ်ဆက်နဲ့ကြိတ်တဲ့အခါမှာနနမျိုးလေးအရင်မကြည်ဝါခြင်းလို့နှစ်ခါခွဲကြိတ်တယ်ပေါ့နော်ဒုတိယတစ်ခါကျမှအမြင့်ပါတယ်နနမင်းနှစ်ပင်လောက်ထည့်ပြီးတော့ကြိတ်လိုက်ပါတယ်အချုံမုတ်တစွန်းထည့်မယ်တကြားကိုတော့အခုပြထားတဲ့ဇွန်းသေးလေးနဲ့ငါးဇွန်းထည့်လိုက်မယ်ဒီမှာတကြားကတော့လေတမယာချင်းရဲ့အချင်းစူးတာကိုထိမ့်ပေးနိုင်တယ်ပေါ့နော်ပြီးရင်တော့ကင်းမွန်ငပြားရီကိုအခုပြထားတယ်လို့လေထည့်လိုက်မယ်ဒီမှာတမယာတီး9လုံးလောက်ကိုညှစ်ထည့်လိုက်တယ်ကဲအခုဆိုရင်တော့ပင်လယ်စာနဲ့ပဲစားမလားအသားကင်နဲ့ပဲတွဲဖက်ပြီးတော့စားမလားကြိုက်တာနဲ့စားလို့ရတယ်ထိုင်းချင်လေးရရှိခဲ့ပါပြီအရန်လောက်ရတာလွယ်ကူတဲ့အတွက်ကြောင့်အားလုံးပဲလိုက်လုပ်စားကြည့်ကြနော်အခုလိုမျိုးဝက်ခောက်ကြော်နဲ့တွဲပြီးစားတာအောင်မလေးတကယ်စားလို့လိုက်ဖက်နေရောပဲ